မနေ့ကမိတ်ဆွေတယောက်ကဂျော့ချွာဗန်နဲ့ဖန်တိုဂျာပွဲပေါ့နော်အဲ့ဒါပတ်သက်ပြီးတော့ဒီချိန်ရောနိုင်မှာလားမေးတယ်ထုံးစံအတိုင်းပဲတေချာပေါက်နိုင်မှာလို့ပြောတယ်အဲ့တော့ဖန်တိုဂျာကအဲ့လောက်လွယ်လို့လားဆိုပြီးတော့ပြောတယ်ပထမပွဲတော့ကအနေထားကိုထဲမတွက်ချင်ဘူးပေါ့နော်ပထမပွဲတော့ကဒီဂျော့ချွာနိုင်သွားတဲ့အနေထားကိုထဲမတွက်ချင်ဘူးပေါ့ဒါလည်းမှန်ပါတယ်ပြီးတော့ကျွန်တော်လည်းအဲ့ဒါကိုထည့်တွက်ပြီးတော့ပြောတာမဟုတ်ပါဘူးသူ့လည်းရှင်းပြလိုက်တယ်ပေါ့အဓိကအဖြစ်ဟိုဂျော့ချွာဗန်ကိုတာဆူရိုထိုင်ရာနဲ့ပွဲအပြီးမှာပို့ပြီးတော့မှယုံကြည်စိတ်ချလာသေးတယ်ပထမတစ်ချိန်နိုင်ပထမတစ်ချိန်ဒီဖန်တိုဂျာနဲ့ပွဲတုံးကယုံကြည်မှုထက်တောင်မှအခုဒုတိယပွဲကပိုတယ်လို့တော့ပြောလို့ရတယ်အဲ့တော့လောလောပြောရရင်ဖန်တိုဂျာကဟိုမီတော့ဖျက်လျှောက်တတ်တဲ့ကစားသမားမျိုးဆိုတော့သူအဲ့လိုကစားသမားမျိုးကစားတဲ့အခါမှာဟိုတကယ်ဟိုသူကမီတဲ့ဖျက်လျှောက်လာတယ်ဆိုရင်အဲ့မီကပူအောင်လုပ်ဖို့ပဲလိုတယ်ဆိုတော့ဖန်တိုဂျာကစားတဲ့ပွဲတွေကိုကြည်လိုက်ရင်ဒီလိုပဲဖန်တိုဂျာကတော်တော်လေးတကယ်ဝါရင်လဲပြီးသားပါတယ် veteran တွေကတော့ဒီလိုပုံစံပဲဥပမာအဖြစ် roundမှာတကယ် clean shot တွေနဲ့ဟို damage ရှိတဲ့လက်သီးချက်တွေထိုးပြီးတော့ကိုကတာတယ်လို့ထင်နေရင်းနဲ့ဟိုအမှတ်ပေးတဲ့သူတွေရဲ့အမြင်မှာသူ့အမှတ်ပေးခြင်းစရာကောင်းအောင်ကစားတတ်တဲ့သူမျိုးလို့ပြောလို့ရတယ်ဟိုအတွေ့အကြုံများတယ်မာယာများတယ်ပြီးတော့အရန်မြန်တယ်ပေါ့နော်ပြီးတော့ခန္ဓာကြီးအရန်မြန်တယ်ခန္ဓာကြီးအရန်မြန်တယ်ဆိုတဲ့နေရာမှာဟိုခန္ဓာကြီးသက်သက်လည်းမဟုတ်ဘူးသူ့ရဲ့ durability ကိုသူက weapon အဖြစ်ပြန်ပြီးတော့သုံးနိုင်တယ်ဒါကြောင့်လေဖန်တိုဂျာကိုကြိုက်တာပေါ့လေတိုးတော့ခန္ဓာကြီးအရန်မြန်သူ့ရဲ့ချင်းတွေကဘလောက်ပဲသူ့မေးရိုးတွေကဘလောက်ပဲမှာအဲ့မေးရိုးတွေကိုတန်မဏိနဲ့ပဲလှုပ်ထားအဲ့ထဲမှာအဆုတ်မပါဘူးလေအဆုတ်ကတော့တန်နဲ့လှုပ်ထားတာမဟုတ်ဘူး body shot တွေများထိုးဂျော့ချွာဗန်ကတကယ်လဲထိုးတာ哦အရန်ကြိုက်တယ်ပေါ့နော်ပြီးတော့အနည်းဆုံးတော့တန်မဏိမဟုတ်တဲ့ထဲမှာသူ့ရဲ့လက်လဲပါတာပေါ့ဖြောက်ဆိုကျိုးသွားတဲ့လက်လဲပါတာပေါ့တခြား injury တွေလည်းရှိနေတာပဲဆိုတော့ဒီကာလတွေအတွင်းမှာဖန်တိုဂျာအနေနဲ့ဂျော့ချွာဗန်ကိုအရန်နိုင်ခြင်းပဲဆိုတော့သိတာတယ်ဒါပေမဲ့ဒီ125ပေါင်လောက်မှာထိန်းထားနိုင်ဖို့တော့မှသူ့အတွက်တော်တော်ခက်ခဲထိန်းရမှာသူ့ရဲ့ training pattern တွေဟာအပြည့်အဝမဟုတ်ဘူးဒီဒဏ်ရာနဲ့ပတ်သက်ပြီးတော့ rehabilitation ကာလတွေရှိတယ်အဲဒဏ်ရာနဲ့ပတ်သက်ပြီးတော့ဟိုအပြည့်အဝကိုစိတ်ပိုင်းဆိုင်ရာယုံကြည်မှုရလာအောင်ပြန်လို့မယ့်ဟာတွေရှိတယ်အဲ့တော့ဒီအချက်တွေကြောင့်လေဖန်တိုဂျာဟာပထမတစ်ချိန်လုံးကထက်တော့မှဒီချိန်ကနည်းနည်းပို့ပြီးတော့ဒီ van နဲ့ကစားတဲ့အခါမှာအခက်ခဲဖြစ်နိုင်မယ်လို့တော့ကျွန်တော်ထင်သေးတယ်အဲ့တော့တခုပဲအရင်ရှော့မတွက်ချင်တာကတော့ဖန်တိုဂျာကမုံတိုင်းလို့ပဲအဲ့တော့ဂျော့ချွာဗန်ကအဲ့မုံတိုင်းကိုအဲ့မုံတိုင်းချင်းမလို့အဲ့မုံတိုင်းလေးကိုလမ်းလွှဲပေးကြုံပဲသူ angle လေးတွေပြောင်းမယ်ဘယ်လိုပြောမလဲသူကရှုပ်ထွေးခြင်းနေပါတော့ဖန်တိုဂျာကchaos ဘက်ကိုသွားခြင်းဂျော့ချွာဗန်ကပို့ပြီးတော့ရိုးရှင်းအောင် clarity ဖြစ်အောင်ကစားရုံပဲထိုးမယ်ထွက်မယ်angle ပြောင်းမယ် pivot လုပ်မယ်အစရှိသဖြင့်ဒါတွေလုပ်မယ်ဒီလိုကစားနေရင်းနဲ့ကိုရေရှည်မှာဂျော့ချွာဗန်တာသွားလိမ့်မယ်ဂျော့ချွာဗန်ရဲ့ volume ဂျော့ချွာဗန်ရဲ့ accuracy punch တွေရဲ့ volume နဲ့ accuracy ကဖန်တိုဂျာထက်လည်းကောင်းတယ်နောက်တစ်ခုကဖန်တိုဂျာကဟိုမထိတဲ့သူမျိုးမဟုတ်ဘူးတချို့ကဟိုကာတာအရန်ကောင်းတယ်ရှောင်းတာအရန်ကောင်းတယ်ကွဲတာအရန်ကောင်းတယ်သူတို့မထိအောင်လို့ပြီးတော့ဘယ်လိုခေါ်မလဲ movement တွေနဲ့ကစားတယ် full work တွေကိုသုံးတယ်ဖန်တိုဂျာအဲ့လိုမျိုးအရန်အဲ့လိုအရှောင်းအတင်းပညာပေါ့လေအဲ့ဒီအပိုင်းသိကောင်းနေသူတော့မဟုတ်ဘူးသူကဆော့ပြောသလိုပဲသူက durability မြင့်တယ်အထိုးခံတယ်ဟိုပေးကျွေးလိုက်တယ်ပြီးတော့ပို့ပြီးတော့အားသာချက်ကိုပြန်ယူတယ်ဆိုတဲ့ type မျိုးဆိုတော့အဲ့ဒါဘာလဲအဲ့ဒါကိုပဲကျွန်တော်တို့မီးတဲ့ကိုဖျက်လျှောက်ခြင်းတဲ့သူမျိုးလို့ခေါ်တာမီးတဲ့ကိုဖျက်လျှောက်ခြင်းရင်တကယ်ပူပေးလိုက်
ပြကျသွားတဲ့အထိလောင်ကျွမ်းသွားတဲ့အထိပူပေးလိုက်အဲ့ဒါဆိုရင်ဘန်တို့ကြားပြုတ်ကျသွားလိမ့်မယ်ဂျော့ရှ်ဗန်မှာအဲ့လိုလုံနိုင်တဲ့အရေးအသွေးရှိနေပြီနောက်တစ်ခုကဂျော့ရှ်ဗန်ကိုဒီ back position ကနေပြီးတော့အရောင်ချုပ်မယ်ပေါ့နော်အဲ့တခုတော့စိုးရိမ်ပါတယ်ပုံမှန်ကတော့ဘာမှပြဿနာမရှိဘူးဂျော့ရှ်အတွက်ဆိုတော့လိုရိုးလို့ဆိုရင်အတိုင်းဆက်ပြီးတော့လှုပ်သွားရုံပဲလို့ပဲထင်တယ်ဂျော့ရှ်ဗန်နိုင်မယ်လို့ထင်တယ်ဆိုတော့ဒါဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအသေးစိတ်ပေါ့နော်ဒီ preview ပုံစံ tactical preview ပုံစံမဟုတ်ပါဘူးကျွန်တော် POV လေးကိုပဲတစ်ချက်ပြောတာသူဂျော့ရှ်ဗန်ကဒီပွဲလဲထပ်နိုင်အောင်ပါပဲအဲ့ဒါကဖန်တိုဂျာကို short တာမဟုတ်ဂျော့ရှ်ဗန်နိုင်တဲ့ထင်လို့ကိုနိုင်မယ်ဆိုတဲ့အကြောင်းပေါ့နော်ဆိုတော့မနေ့ကအဲ့ဒီဟာကိုလည်းအကြမ်းပြပြောပြပါတယ်ဆိုတော့ဒါလည်းကြုံလို့ပြန်ပြောပြရဲဆိုတော့ပါအားလုံးကျေးဇူးတင်ပါတယ်